2020စာမေးပွဲရှိရေအခုမှစတက်ရင်မိသေးလားရှိနေဟုတ်ကဲ့ကုန်ထုတ်လုပ်ငန်းကိုဝင်ရောက်ဖြည့်ဆို့ခြင်းလို့ပဲဖြစ်ဖြစ်ဝန်ဆောင်မှုလုပ်ငန်းကိုဝင်ရောက်ဖြည့်ဆို့ခြင်းလို့ပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ဘက်ကနေပြီးတော့ဖြည့်ဆို့ဖို့ဝင်ရောက်ဖြည့်ဆို့ဖို့အတွက်စစ်ကူးရှိတယ်ဒါမှမဟုတ်ဝင်ရောက်ဖြည့်ဆို့ဖို့အတွက်ဆုံးဖြတ်ထားတယ်ဆိုလို့ရှိရင်တော့အခုချိန်ကစတက်ရင်မိပါသေးတယ်ခင်ဗျာအခုချိန်မှစတင်မိပါသေးတယ်เนาะအဲ့တော့နောက်လာမယ့်စာမေးပွဲနောက်လာဖို့စာမေးပွဲဆိုတာက9လ10လတော့နောက်ထပ်ကြာနိုင်ပါသေးတယ်เนาะအဲ့တော့အကူကခုကလေးကစတက်မှသာအဆင်ပြေပါလိမ့်မယ်เนาะဘာလို့လဲဆိုရင်သင်ရိုးသစ်တွေမှာကစာတွေကအရန်များပါတယ်เนาะစာတွေကများတာဖြစ်တဲ့အတွက်9လ10လဒီလိုမျိုးတင်မှစာပေါ့เนาะစာကလုံလောက်ရှိတာပေါ့เนาะအဲ့တော့သင်ရိုးလေးပြတ်တာဖြစ်တယ်ဒါသင်ရိုးပြတ်ပြီးတာတောင်မှထပ်ပြီးတော့ထပ်စောင်းအနေနဲ့အနီးကပ်တွေထပ်မှန်ဖြည့်ဆွက်ပြီးမှသာဖြည့်ဆိုဖို့အတွက် ready အားလုံးအဆင်သင့်ဖြစ်ပါတယ်ခင်ဗျာเนาะဒါကြောင့်မို့လို့အခုချိန်မှာစတက်ရင်မိပါသေးတယ်เนาะအခုချိန်မှာစတက်မိပါသေးတယ်အရန်ကြီးလဲနောက်မကြသလိုစောလဲမစောတော့ဘူးပေါ့เนาะအရန်လဲမစောသလိုအရန်ကြီးလဲနောက်မကြသေးပါဘူးအခုချိန်တက်မယ်ဆိုလို့ရှိရင်တော့မိပါသေးတယ်เนาะအဲ့အတွက်เนาะလာမယ့်2020မှာကျင်းပပေးမယ်စာမေးပွဲတွေအတွက်ပေါ့နော်ဆရာတို့ကသင်တန်းနေရနေပြီးတော့ဒီလ8လပိုင်း26ရက်နေ့မှာစာမေးတန်းခွဲသေးလေးတွေလည်းဖွင့်လှစ်ပေးထားပါတယ်အဲ့ဒါကတော့နောက်စာမေးပွဲနောက်လာမယ့်စာမေးပွဲအတွက်ကြိုတင်ဖွင့်လှစ်ပေးတာဖြစ်ပါတယ်ခင်ဗျာနော် online သင်တန်းလည်းရှိသလိုအပြင်သင်တန်းလည်း26ရက်နေ့မှာတပြိုင်တည်းဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကိုကသွားဖို့စိတ်ကူးရှိရဆိုရင်တော့အခုချိန်ကလေးကကြိုတင်ပြင်ဆင်ပြီးတော့နော်စတင်လှုပ်ဆောင်ပါလို့အကြံပြုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်